ကျောင်းတောင်ပေါင်းတောင်းနဲ့ကွာနာတက်လာတဲ့ Real Madrid ကိုဆုံးမပေးတော့မဲ့စင်ပြန်ကြီးပရိသတ်များလုံးပဲမင်္ဂလာများဒူလီဘော့စပေါ့ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် Real Madrid ကတော့ထုံးစံအတိုင်းလူမစွမ်းနှမ်းမအကွက်တွေနဲ့ချန်ပီယံလိကွာတာဖိုင်နဲ့တက်လာခဲ့ပြီးဖြစ်ပါတယ်တော်ဝင်မတ်ထွန်းနဲ့ရင်ဆိုင်ရမယ့်အသင်းကတော့မှဝင်ဆန်းပြတဲ့တော်ဝင်ဂန်းနာတို့ဖြစ်ပြီးတော်ဝင်ဒါဘီကိုမြင်တွေ့ရတော့မှလည်းဖြစ်ပါတယ်တကယ်ဆိုရင် Real ရဲ့ Atletico ကပွဲကခြေစွမ်းဟာအားရစရာလုံးဝမကောင်းခဲ့တာအမှန်ပဲဖြစ်ပါတယ်ခြေစွမ်းကဂရေတန်းနေမဟုတ်ခဲ့ပဲရေထမ်းနေရပြီးရုံတောင်ပြီးခွေးမြောက်လိုက်ဖြစ်နေတာပါတိုက်စစ်ကလည်းအမိုက်ပြနေပြီးခွင့်ရည်တွေလည်းမမေရအောင်ဖန်တီးနိုင်ခဲ့ဘူးဖြစ်ပါတယ်အက်တတီကိုကတော့ဂိုးသွင်းခွင့်နဲ့အချင်းချင်းဖန်တီးနိုင်ခဲ့ပြီးကန်ကောင်းလို့မသိချန်ချောင်းလို့အဖေဆိုလို့ခွင့်ပြုလိုက်ရတာကရီယယ်အတွက်တတ်တာရစီခဲ့တာဖြစ်ပါတယ်ဒီကြားတဲ့ဘောလုံးနီယောစုအလောင်းလျာလေးအမ်ဘာပီကလည်းပိနေသည့်မစားတက်ပဲငှက်ပစ်လိုက်သေးတာကြောင့်ရီယယ်တို့ရေကြီးသွားခဲ့ပါတယ်ပုံမှန်မှုရုန်းကန်နေရတဲ့ရီယယ်တို့ VAR ကောင်းမှုအကြောင်းပြုလို့သာပနတီအဆုံးဖြတ်မှာနိုင်ခဲ့တာဖြစ်ပါတယ်ချန်ပီယံလိမှာဆိုရင်ဘလို့မေဘုံလွတ်လိုက်လေမသိနောက်တစ်ဆင့်ကိုတက်ရောက်သွားလိမ့်ရှိရရီယယ်တို့ဒီဟာဒီမှာရောချန်ပီယံဖြစ်သွားအောင်မလားဆိုတာစိတ်ဝင်စားစရာတော့ကောင်းပါတယ်ပွဲစားစာပေးပေါ်ပေးပြီးတာနဲ့ဂိုးတန်းရသွားခဲ့တာကအက်တတီကိုတို့မက်ထရစ်တို့ဖြစ်ပြီးဒီဘောရဲ့ဖျက်ချိုးပေးမှုကိုကာလီဂျာကပြင်းဝင်ပိတ်သွင်းသွားခဲ့တာဖြစ်ပါတယ်။ဒါဟာကာလီဂျာအနေနဲ့ချန်ပီယံလိပြိုင်ပွဲသမိုင်းမှာဒုတိယမြောက်အမြန်ဆုံးသွင်းဂိုးပိုင်ရှင်အဖြစ်မှာစံချိန်တင်နိုင်ခဲ့တာပါ။ကစားဟန်မှာတော့အက်တတီကိုတို့ကခန်းစစ်ကိုလုံအောင်အဓိကထားကစားခဲ့ပြီးတသိန်းလုံးတက်တသိန်းလုံးဆင်းနဲ့ကစားခဲ့တာပါ။ပရိုင်မှာဂိုးပေါက်ကန်သွင်းခွင့်နဲ့လည်းအချင်းချင်းရခဲ့ပေမဲ့ဂိုးတော့ထက်မရခဲ့ပါဘူး။ Real Madrid ကတော့တသိန်းလုံးစာကစားကွက်အခြေဆက်မဲ့နေခဲ့ပြီးကစားသမားတွေရဲ့တူးချင်းစမ်းဆောင်ရည်ကိုသာအသားပေးကစားနေခဲ့တာဖြစ်ပါတယ်။ Real တိုင်းစစ်ကလုံလုံလောက်လောက်အလုံးလုံးနိုင်ခြင်းမရှိဘဲနဲ့အမ်ဘာဘေကလည်းတယောက်တည်းအထီးကျန်နေခဲ့တာပါအက်တတီကိုကလည်းဂိုးသွင်းခွင့်ရတယ်ဆိုပေမဲ့အပိုင်အလုံးတွေတော့မဟုတ်ခဲ့ဘူးဖြစ်ပါတယ်ဒုတိယပိုင်းမှာလည်းနှစ်သိန်းစလုံးကအမားမခံပဲထင်းကစားနေခဲ့ပြီးထင်းထင်းပဲကစားခဲ့ကြပါတယ်ရီယယ်မက်ဒရစ်ကန်စစ်ကိုဂျူလီယန်အေဗာရက်ကကောင်းကောင်းဒုက္ခပေးနိုင်ခဲ့ပြီးမန်နီကိုအချိန်တိုင်းမှာအလုံးရှုံးနေစီခဲ့တာပါပွဲစားချိန်68မိနစ်မှာတမ်ပီယံတိုက်စစ်ကနေအမ်ဘာဘေထိုးပေါက်ကျော်ပြတ်လာမှုကိုလန်ကလက်ကတားဆီးရမှာကြမ်းတမ်းခဲ့တာကြောင့်ရီယယ်တို့ပနတီရသွားခဲ့ပါတယ်ရရှိလာတဲ့ပနတီကိုဗီနီရှက်ကတာဝန်ယူကန်သွင်းခဲ့ရမှာမိုးပေါ်ထောင်ကန်ခဲ့တာကြောင့်ရီယယ်တို့ဥဆောင်ကိုရသွားမဲ့အခွင့်အရေးနဲ့လွှဲချော်သွားခဲ့ရပါဒီကိုဘက်ကတော့စီမီယိုနီအေဗာရက်စ်ဂရန်ဆမန်တို့အဝေးကန်ချက်တွေနဲ့သွေးတို့ဆန်းခဲ့ပေမဲ့ဂိုးရဖို့အထီတော့မဖြစ်ခဲ့ပါဘူးဒီလိုနဲ့အချိန်ပေါ်မိနစ်30ကန်ခဲ့ရပြီးတစ်ဖက်မှဂိုးမသွင်းနိုင်ခဲ့တာကြောင့်ပနတီအဆုံးဖြတ်ခံယူခဲ့ရတာဖြစ်ပါတယ်ပနတီမှာအေဗာရက်ရဲ့ကန်ချက်ကဂိုးဝင်ခဲ့မယ်ဆိုပေမဲ့ဘောလုံးနှစ်ချက်ထိရဆိုပြီးပယ်ဖျက်ခံလိုက်ရတာပါအဲနောက်ရီယယ်ဘက်ကဘတ်စကွက်ပါလိုက်လွဲတာကြောင့်တီကိုတို့အခွင့်အရေးရှိသေးတယ်ပေမဲ့လော်ရန်ဒီလွဲချော်တာကြောင့်ပြုတ်သွားခဲ့တာဖြစ်ပါတယ်ရီယယ်ဟာနောက်တစ်ဆင့်မှာအာဆင်နယ်နဲ့ကစားရမှာဖြစ်ပါတယ်တစ်ဖက်မှာအာဆင်နယ်က PSV ကိုဂိုးတရာစင်ဒီပါသွင်းလာတော့မို့ရီယယ်တို့အခုလောက်ဆိုရင်ကြောက်တူးတုံနေတော့ပြီဖြစ်ပါတယ်စီမီယိုနီလက်ထက်မှာအက်တတီကိုဟာရီယယ်နဲ့တွေ့တိုင်းနှစ်ပြည့်ခံရလေးရှိတတ်တာပါဒီကိုစီမီယိုနီဟာအက်တတီကိုမက်တွင်းနဲ့ချန်ပီယံလိနှစ်ကြိမ်အနည်းဆုံးတော့စုကူးနိုင်ခဲ့တဲ့တာပါဒါပေမဲ့ရီယယ်နဲ့ပဲဖိုင်နယ်နှစ်ကြိမ်စလုံးမှာတွဲဆုံခဲ့ပြီးရှုံးနေကြရပါတယ်စီမီယိုနီလက်ထက်မှာအက်တတီကိုမက်တွင်းဟာရီယယ်မက်တွင်းကို2014ကွာတာ2015ကွာတာ2016ဖိုင်နယ်2019ဆီမီဖိုင်နယ်2015 16သိန်းအဆင့်ပွဲတိုင်းရှုံးခဲ့ရတာပါစီမီယိုနီရဲ့အက်တတီကိုအနေနဲ့ချန်ပီယံလိမှာဆိုရင်ရီယယ်တို့အတွက်ဖောက်တယ်ကြီးကိုဖြစ်နေတာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါမြောင်ဗီဒီယိုလေးကဒီလောက်ပါပဲနောက်နေ့မှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ